မီနူးကဘာချက်မှမသိသေးဘူးအဲ့ဒါရောရှိအောင်တော့ဇန်ညွန်းထဲမှာပေါ့သူပါမှာပေါ့ဘယ်လိုမီနူးလေးချက်ရမယ်ဆိုတာမျိုးပေါ့အဲ့ဒါကြီးတော့ရှိမှာပေါ့ဒီကားရိုက်ပြီးလို့ကျွန်တော်ဝင်မာစတာချက်ကိုဝင်ပြန်လို့ရတယ်ဒါပြီးရင်ဝင်ပြိုင်တော့ကိုယ်မှာတော့ဘာမီချက်ချက်အကုန်ချက်တဲ့နေမှာပါဒီပေါ့ချက်တော့စားရင်မစားနေလေဟုတ်တယ်ကိုလက်ရမှာပိုင်းသမင်းမစားနိုင်ရဘူးကလေးရလို့ဖြစ်နေအမေနဲ့အဖေချက်ရင်တော့အဖေချက်ရင်စားရတယ်သူကအမေချက်ရင်တိတ်မစားဘူးဆိုတော့အမေလို့တော့တိတ်မကြည့်ဘူးပေါ့ဒီမှာဒီဇာကားမှာကျွန်တော်ကဟောပေါ့စဖုံမှုတယောက်ပေါ့ရှက်တယောက်ပေါ့အဲ့ဒီနေရာပေါင်စုဆောင်မှာဟုတ်ကွက်တီပဲဒါသိထွေးလုံးဆောင်လို့အိမ်မလဲကိုကချက်ရပြောသွားတာဆိုတော့လေအဲ့လိုအိမ်မလဲကိုကအဲ့လိုပါပဲဟိုရွှေတင်မရှိတဲ့ရက်ဆိုအိမ်ကကိုကအဲ့လိုအမျိုးသမီးကိုနားခိုင်းပြီးတော့ကိုယ်တိုင်ချက်ရတာပေါ့ချက်ရပြောတတ်ရှိတယ်ဘာသာလည်းပါတော့ကျွန်တော်ရိုက်ပြပါတယ်ဟိုကကုသားညီနဲ့ရိုက်ခဲ့တဲ့ကျွန်တော်ဒီမီဒီဟိုကဗီဒီယိုဇာကားလေးပေါ့အဲ့ဒါလေးတော့ရှိုးလိုက်နေကျွန်တော်ဆင်းရဲခုလေဟောဒါဒုတိယကြိမ်ဆုံးတော့ပေါ့ကျွန်တော်အကြမ်းမြင့်သိတာတော့ဟိုပေါ့ဟိုဘယ်လိုလဲဒရမာလည်းပါမှာပေါ့ဒရမာနဲ့နောက်နည်းဟိုဒီဘဒရမာလို့ပဲပြောမှာပေါ့နော်ဒီသားသူဒီဒရမာဟိုတုံးတဲ့တူကြောက်ချပြီးတော့ဖြစ်တဲ့ပြဿနာတွေပေါ့ဒီမှာဒီကတော့ဒီကျွန်တော်လှုပ်ကြံလိုက်တာပေါ့နော်ဒီတတိယယောက်ကနေလှုပ်ကြံလိုက်တဲ့ဟာဒါသားလှုပ်တဲ့သူကပြန်ပြီးတော့ဒီဇလန်းကိုဒီဟိုအမှုကိုပြန်ခေါ်တဲ့ပုံစံမျိုးပေါ့အဲ့ဒါမျိုးပြန်ဖြစ်သွားမှာတော့ပုံပြီးဖြစ်တော့နေထုတ်ရဲ့ဖေနေထုတ်တွေဟုတ်အဲ့သားလှုပ်တဲ့သူကပြန်ပြီးတော့ဒီမှုကိုပြန်လိုက်အဖေထောင်ကြသွားတော့ဒီမှုကိုပြန်လိုက်ခေါ်တဲ့အဲ့ပုံစံဒါလေးကနည်းနည်းတော့တမျိုးကျွန်တော်ဒီဟာမျိုးတော့တစ်ခါမှတေးဥဆောင်ဘူးတာမရှိသေးဘူးလေဟိုဒီဟိုတယ်မှာဒီလိုစပူမူတယောက်ပေါ့နော်ဟိုတကယ်ဒီ5 star ဟိုတယ်မှာအလုပ်လုပ်တဲ့စပိုမှုတစ်ယောက်ပေါ့ပုံစံမျိုးနဲ့တွားမှာဆိုတော့နောက်ဒီစပိုမှုဆိုတော့သူတို့ဒီစပိုမှုနဲ့ပတ်သက်တဲ့ဒီအဝိစားပုံစံမျိုးတွေရာဆိုတော့သူတို့ကတော့သူတို့ဘက်ကသူတာလုပ်ပြီးမှာပေါ့ကျန်တော့ကျွန်တော်ဒီမီနူးကဘာချက်မှမသိသေးဘူးအဲ့ဒါရောရှိအောင်တော့ဇန်ညွန်းထဲမှာပေါ့သူပါမှာပေါ့ဘယ်လိုမီနူးလေးချက်ရမယ်ဆိုတာမျိုးတွေပေါ့အဲ့ဒါကြီးတော့ရှိမှာပေါ့ဒီကားရိုက်ပြီးလို့ကျွန်တော်ဝင်မာစတာချက်ကိုဝင်ပြန်လို့ရတယ်ဒါပြီးရင်ဝင်ပြိုင်တော့ကိုယ်မှာတော့ဘာမီချက်ချက်အကုန်ချက်တဲ့နေမှာပါဒီပေါ့ချက်တော့စားရင်မစားနေလေဟုတ်တယ်ကိုလက်ရမှာပိုင်းသမင်းမစားနိုင်ရဘူးကလေးရလို့ဖြစ်နေအမေနဲ့အဖေချက်ရင်တော့အဖေချက်ရင်စားရတယ်သူကအမေချက်ရင်တိတ်မစားဘူးဆိုတော့အမေလို့တော့တိတ်မကြည့်ဘူးပေါ့ဒီမှာအဲ့လိုချက်ပြပါလေဟိုပါပေါ့ကျွန်တော်ကဟိုပါအဲ့မချက်ဘူးလို့ဟာမျိုးတွေကြက်လာဘူးဒီအဲ့ဒါမျိုးချက်ဖြစ်တယ်တော်များစုံပါတယ်ကျွန်တော်အကုန်ချက်တယ်ကိုမစားတဲ့ဝက်သားရွာဆိုကိုမစားဘူးလေမစားဘူးအဲ့တော့တိတ်ရောမချက်ဖြစ်ပါဘူးဒါနဲ့ချီလေးချောင်းသားလည်းမစားပြတာများအဓိကကြက်လို့ငါဆိုလည်းညီပေါင်းစုံချက်တယ်ငါကြော်တယ်နောက်ပစုံလို့အဲ့ဒါမျိုးတွေစားပြတာများကြတော့အဲ့ဒါမျိုးဖြစ်တယ်အဲ့လိုတော့မရှိပါဘူးအကြည့်မရှိဘူးဆိုတာကျွန်တော်တို့အမဲသားမစားဘူးဆိုတာလည်းငယ်တော့ကျွန်တော်တို့ကနေမာနေတော့ဒီနွားကြီးတွေကဒီလေယာတွေထွန်တာတို့ပါပြီတော့ကျွန်တော်တို့စားတော့နေတဲ့ဒီဆန်တွေပါဒါဆိုတို့ထွန်ရက်ပြီးတော့ဒါလားအရင်တော့ဒါဟိုလက်မှုလေယာနဲ့သွားကြတာဟိုဒီစက်မှုလေယာမဟုတ်တဲ့အခါကျတော့ဒီနွားတွေကိုအားပြုပြီးတော့ထွန်ရက်ကြတာဆိုတော့ဒီဟာတွေတို့ကြည့်ပြီးတနာတာလူကြီးသမားတွေကလည်းပြောကြတာနောက်ဒါကိုကျေးဇူးရှင်တွေဆိုပြီးတော့အဲ့လိုမျိုးကလာပြောကြတဲ့ဟာတွေနဲ့မစားပြတ်တော့တာဘာလို့ကိုရှင်လည်းမြင်နေရတာနွားတွေဆိုလို့တောင်းဟိုကုန်းတွေပါမတက်နိုင်လို့ရှင်တို့ကြောတွေရိုက်တယ်ငကြိမ်နဲ့ရိုက်တာတွေပါရှိတယ်အဲ့ဒါမျိုးရိုက်တဲ့ကတနာပြီးတော့မစားပြတ်တော့တာဆုံးပြတဲ့နေထုံးနဲ့ကတော့စုံပါတယ်ခဏနာစုံပြတယ်သူနဲ့သားဖကန်လို့များတယ်ဟိုစုံပြတယ်မိမိနဲ့ကတော့မိမိနဲ့လည်းစုံပြပါတယ်ဒီဇာကားလေးကိုကျွန်တော်လည်းမတူညီတဲ့ပုံစံလေးနဲ့ဒါဟိုtiêuဆောင်မှာဆိုတော့နောက်ထပ်အသစ်ပုံစံမျိုးလေးတော့ကြည့်ရှုရမှာပေါ့အဲ့တော့ဒီဇာကားထွက်လာလို့ရှိရင် show right application ကနေကျွန်တော်တို့ပြသမှာပြောတယ်အဲ့တော့ဟိုခံစားကြည့်ရှုပေးကြပါအောင်လို့ပြောချင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ